ကိုနေသားကြီးများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်က29ရက်12လ2025မှာကိုနေသားကြီးများတရက်တာကြုံတွေ့ရမယ့်နမိတ်ကလေးတွေကိုကျွန်တော်ကလေးလုံးမှာကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နေသားသမီးတွေကနေစပြီးတော့ကြည့်ပေးမယ်တို့နေသားကြီးများကမနက်ဖြန်တရက်တာမှာတဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိတော်၎င်းမိမိရဲ့ဆွေမျိုးသားချင်းတော်၎င်းမိမိရဲ့အတိုင်းဝိုင်းတွေကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းလေးတွေကြားလာနိုင်ခြင်းရှိတယ်ဆိုတာမျိုးလေးတွေ့ရတယ်အဲ့တော့ယောဂဝေဒနာတွေပဲဆွဲကပ်နေတဲ့ဒိုင်းနေသားသမီးတွေရှိတယ်ဆိုလို့ရှိရင်လည်းမနက်ဖြန်တရက်တာမှာအဲ့လိုမျိုးအဆင်ပြေသွားနိုင်တယ်စေကုသလို့စေကုသဖို့အဆင်ပြေတဲ့ဆရာတွေပိုင်းနဲ့တွေ့နိုင်တယ်ဆိုရင်နမိတ်ကလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမိုင်းနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားနိုင်ရေးရှိပါတယ်တို့သားသမီးများအတွက်ကံကောင်းတဲ့လက်ကြီးနံပါတ်လေးကတော့6ပါနိုင်ငံသားသမီးများတော့မနက်ဖြန်တရက်တာမှာမိမိရဲ့အလုပ်ကိုင်မိမိရဲ့ဒီလုပ်ငန်းတွေကနေပြီးတော့သတင်းကောင်းလေးတွေပျော်ရွှင်စရာနမိတ်ကလေးတွေပျော်ရွှင်စရာသတင်းစကားလေးတွေကြားနိုင်တဲ့တရက်တာကာလဖြစ်ပြီးတော့လုပ်ငန်းတိုးတက်ပို့မှုအဆင်ပြေနိုင်တယ်ဆိုတာမျိုးလေးတွေ့ရတယ်။အဲ့တော့ဒိန်းလန်သားကြီးများအတွက်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့29ပါ။အင်္ဂါသားကြီးများကတော့မနက်ဖြန်တရက်တာမှာရေဝေးနိုင်ငံခြားနဲ့ဆက်ဆက်ပြီးတော့သတင်းကောင်းလေးတွေကြားခြင်းရှိတယ်။နိုင်ငံခြားသွားဖို့လုပ်နေတဲ့အင်္ဂါသားသမီးတွေရှိတယ်ဆိုလို့ရှိရင်မနက်ဖြန်တရက်တာမှာပို့ပြီးတော့အားစိုက်ပြီးလုပ်တင်တယ်ပေါ့နော်ပို့ပြီးအဆင်ပြေနိုင်တယ်ဆိုတာမျိုးလေးတွေ့ရတယ်။အင်္ဂါသားကြီးများအတွက်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့25ပါ။ဘုရုသားကြီးများကတော့မနက်ဖြန်တရက်တာမှာဘာလို့ပါကင်လေးလံနေမယ်အပိတ်ပင်လေးနဲ့တွေ့မယ်တခုခုလို့ရင်မပြီးသေးဘူးဆိုတဲ့ဟာမျိုးလေးတွေ့မယ်ပေါ့နော်ပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လည်းဒီများချင်းစကားများတက်တဲ့တရက်တာကာလဖြစ်ပါတယ်အဲ့တော့ဘရုသားကြီးများအတွက်ကံကောင်းတဲ့ကဏ္ဍမှာကတော့4တစ်ပါပြီးတော့ဂျာပရိသတ်သမီးတွေကမနက်ဖြန်တရက်တာမှာမိမိရဲ့လူမှုရေးအတိုင်းဝိုင်းပြီးတော့မိမိရဲ့ပတ်ဝန်းကျင်မှာအေးချမ်းချမ်းအဆင်ပြေပြေနဲ့ဖြတ်သန်းမယ်တရက်တာကာလလို့ပြောချင်ပါတယ်ခင်ဗျာပြီးတော့ဘရုသားသမီးတွေကမိမိတို့ရဝေးကနေပြီးတော့သတင်းကောင်းကြားခြင်းလေးရှိတယ်ဂျာပရိသတ်သမီးတွေကရဝေးကနေပြီးသတင်းကောင်းကြားခြင်းရှိတယ်ကံကောင်းစီကဏ္ဍနံပါတ်က1နှစ်ပါတောက်ရသားသမီးတွေကမနက်ဖြန်တရက်တာမှာတစ်တပင်ကောင်းရင်ငါတောင်းနားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးဖြစ်နေတယ်အဲ့တော့တောက်ကြသားသမီးများအတွက်မနက်ဖြန်တရက်တာမှာကိုကမိသားစုကိုပြန်လည်ပြီးတော့အကျိုးပြုနိုင်တဲ့တရက်တာကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကံကောင်းနေပါတယ်ကံကောင်းစီကဏ္ဍနံပါတ်ကတော့2 3ပါစနေသားသမီးများကတော့မနက်ဖြန်တရက်တာမှာဘာလို့ဘာကိုင်းကအရာရာဆင်ပြေအောင်မြင်ပျော်ရွှင်နေမယ်ဆိုတာမျိုးလေးတွေ့ရတယ်ရှင်းရှင်းလင်းလင်းပဲအေးအေးဆေးဆေးအရာရာဖြတ်သန်းနိုင်မယ်ဆိုတာမျိုးလေးတွေ့ရပါတော့အဲ့တော့စနေသားသမီးများအတွက်ကံကောင်းစီကဏ္ဍနံပါတ်ကတော့1 1ပါအဲ့တော့ကိုနေသားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်6နာရီလဲထိုးပြီဆိုတော့ကျွန်တော်ရဲ့ online ကနေပြီးတော့ booking ထားတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမမိတ်ဆွေတွေကိုစပြီးတော့ဟောပြီးတော့မှဖြစ်ပါတယ်ကျွန်တော် Viber လေးကနေစောင့်နေကြပါခင်ဗျာကျေးဇူးတင်ပါတယ်